Premier League ပြိုင်ပွဲကဒိုင်တွေရဲ့အရေးအသွေးကကျွန်တော်တို့မေကုန်းထုတ်ရမယ့်အနေအထားကိုရှိနေခဲ့ပါပြီ။ဒီနောက်ပိုင်းပွဲစဉ်တွေမှာဒီ Premier League ဒိုင်လူကြီးတွေအရေးအသွေးကတော်တော်လေးကိုညံ့ဖျင်းလာခဲ့တယ်။ပွဲစဉ်တစ်ပွဲနဲ့တစ်ပွဲအကြားမှာတူညီတဲ့ဖြစ်ရပ်တွေတူညီတဲ့အခိုက်အတန့်တွေဖြစ်ပေါ်ခဲ့ပေမဲ့ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကတော့တသက်မှန်တဲမရှိခဲ့ပါဘူး။ပြီးတော့ဒိုင်လူကြီးတွေဆုံးဖြတ်ချက်ကြောင့်နင်နာခဲ့ရတဲ့အသင်းတွေမှာကျွန်တော်တို့ Manchester United တဲ့တင်မဟုတ်ဘူး။တခြား Arsenal, Man City, Chelsea တပါဘူးနဲ့အသင်းတော်တော်များလည်းပါဝင်နေခဲ့တာပါ။ဆိုလိုတာကဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်ဆိုရင်ဒီတပွဲမှာဒီကွင်းလယ်တိုင်းကပဲဒီဖြစ်ရပ်ကိုဆုံးဖြတ်ချက်တွေမျိုးချမှတ်ခဲ့ပေမဲ့နောက်ပွဲမှာတူညီတဲ့ဖြစ်ရပ်မျိုးဖြစ်လို့ရှိရင်အဲ့လိုမျိုးဆုံးဖြတ်တာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီဆုံးဖြတ်ချက်တဲ့ပိုပြင်းထန်တာအဲ့ဒီဆုံးဖြတ်ချက်လောက်မပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်တာမျိုးကိုကျွန်တော်တို့မြင်တွေ့ရတာတော်တော်လေးကိုများနေပါပြီပြောရမယ်ဆိုရင်ဒိုင်လူကြီးတွေက Premier League ရဲ့ဒီရက်တာကိုဖျက်ဆီးနေတယ်ဒါပေမဲ့ကျွန်တော်အရက်ထဲမှာပြောသလိုဒိုင်လူကြီးတွေကဘူကီတွေနဲ့ပေါင်းပြီးတော့ Premier League ကိုဇန်ညွန်းရင်းနေတယ်လို့တော့ပြောရမလို့ဖြစ်နေခဲ့ပါပြီအမရိကပွဲမှာလည်း United ကဘုံပေါက်နဲ့တစ်ဖက်တစ်ကိုးစီတေချခဲ့တယ်ဒီပွဲစဉ်မှာ United ဟာဒီကစားပုံအရအားရစရာမကောင်းခဲ့ဘူးဆိုရင်တော့မှဒီဘုံမောက်အသင်းကိုအနိုင်ယူနိုင်လောက်တဲ့ခြေစွမ်းမျိုးကိုပြသသွားနိုင်ခဲ့တာကိုတော့လက်ခံနိုင်မယ်ထင်ပါတယ်။ဒါပေမဲ့အားလုံးသိတဲ့အတိုင်းကွင်းလယ်တိုင်း Stewart Atwell ရဲ့မျှတမှုရှိတဲ့ဆုံးဖြတ်ချက်တွေကြောင့် United တို့ရမှတ်2မှတ်ဆုံးရှုံးနေတာခဲ့ရပါတယ်။ဆိုတော့ United ကဒီပွဲနိုင်ခဲ့ရင်ဘာဖြစ်မလဲ။ United ကဒီပွဲနိုင်ခဲ့မယ်ဆိုရင်အဆင့်4နေရာကဒီ Aston Villa အသင်းကိုတပွဲပို့ကစားရမှတ်6မှတ်ထိဖြတ်ထားနိုင်မှာဖြစ်ပြီးတော့အဆင့်ဒီ9နဲ့အဆင့်9နေရာမှာရှိနေတဲ့ဒီလီဗာပူးနဲ့ Chelsea အသင်းတို့ကိုလည်းရမှတ်8မှတ်နဲ့9မှတ်စီဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ဒီလိုအနေအထားမျိုးမှာဒီလီဗာပူး Chelsea Villa တို့ကယူဗာလိပွဲချက်တွေကစားထားရတယ်။ဒါကြောင့်သူတို့ဒီတစ်ပတ်မှာအမှတ်ရနိုင်နေဆိုတာကို Premier League တန်တွေကတွက်ချက်မိတာလားဒါမှမဟုတ် Premier League ဘောလုံးပွဲချုပ်တွေကတွက်ချက်မိတာလားဒါတော့ကျွန်တော်လည်းသိချာမသိဘူး။ရက်ွက်ထဲမှာတငယ်ချင်းတွေဆိုပြီးတော့လက်ဖိဆိုင်ထားတဲ့အခါပြောသလိုပဲ United ကတခြားအသင်းတွေကိုပြန်ဆောင်နေရလို့ပဲပြောရမလို့ဖြစ်နေပြီ။ဒါမှမဟုတ်လည်း Premier League ကလည်း Top 4 race ကိုပို့ပြီးတော့ဒီပြိုင်ဆိုင်မှုပြင်းထန်လာအောင် United ကိုအမှတ်ရအောင်လုပ်မယ်။ပြီးတော့ကျွန်တော်အသုံးသင်းကိုနိုင်ဝဲတင်ပေးမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေသလားတော့မှအောက်မရပါတယ်။အားလုံးသိတဲ့အတိုင်းမနေ့ကပွဲမှာ United ကဘုံမောက်နဲ့တပတ်တကိုးစီတေးကြတယ်။ပရိုင်မှာ United ကဂိုးပေါက်ချင်းချောင်းမှုစရက်ဂျင်ဒီပြုလုပ်နိုင်ခဲ့တယ်။ဒီ Ahmed တို့ Bruno Fernandes တို့ Matías Cunha တို့ရဲ့ကန်ချက်တွေကတော်တော်လေးကောင်းခဲ့ပေမဲ့ဒီဘုံမောက်အသင်းရဲ့ဂိုးသမား Petrovic ကအကောင်းဆုံးဟန်တာကွာကွဲနိုင်ခဲ့တာကြောင့်ပရိုင်မှာတော့ဂိုးမရှိသေးရလဲထွက်ပေါ်ခဲ့တယ်။သူတို့နဲ့ဒုတိယပိုင်းမှာလည်း United အထားနည်းနည်းလေးနေခဲ့ပြီးတော့ပွဲချိန်60မိနစ်မှာတော့ဒီ area ထဲဆွဲပြေးခဲ့တဲ့ဒီ Matías Cunha ကိုဘုံမောက်နောက်ခံလို့ Jimenez ကအန်ဒီဆွဲသလိုဖြစ်ခဲ့တာကြောင့် United ပန်နယ်ရရှိခဲ့တယ်။ဒီပန်နယ်ကိုတော့ Bruno Fernandes ကအမှားမရှိအဆုံးသတ်ကန်သွင်းနိုင်ခဲ့တာပါ။အဲ့တော့အားလုံးသိတဲ့အတိုင်း Quest ကနေပြီးတော့ Temetic ကနေပြီးတော့ဘုံမောက်အတွက်ချီပါကိုပြန်သွင်းသွားခဲ့တယ်။ဒါပေမဲ့ United ကချင်းချင်းပဲပြန်လာနိုင်ခဲ့ပြီးတော့ Bruno Fernandes ကန်နေပြလိုက်တဲ့ဒီတောက်ကံဘော်ကို Lewis Hale ကနေပြီးတော့ဂိုးကိုသွင်းပြီးတယ်လို့ဖြစ်သွားခဲ့တယ်။အဲ့နောက်ပွဲချိန်88မိနစ်မှာတော့ area ထဲဘောလုံးဆွဲပေးလာတဲ့ Evan Nelson ကို Maguire ကဆွဲလဲခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကွင်းလယ်တိုင်က Maguire ကိုအနီကပ်ပြသခဲ့တယ်လို့ဒီဘုံမောက်အသင်းကိုလည်းပနယ်တီကန်ဝင်ပေးလိုက်တယ်။ဒီဖြစ်ရပ်ကနေပြီးတော့ဘုံမောက်တို့ချီပါကိုပြန်လည်ရရှိသွားခဲ့ပြီးတော့တစ်ဖက်နှစ်ဂိုးစီတေးကျသွားခဲ့တယ်လို့ United အနေနဲ့10အောက်ထဲနဲ့ကစားတဲ့အနေအထားမှာအသေးရလက်ကစားဖို့အတွက်ပဲဥတီကစားသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီဖြစ်ရပ်မှာအဓိကပြောချင်တာကပရိသတ်တော်များများလည်းအားလုံးသိမိတဲ့အတိုင်းပဲဒီဘုံမောက်ရဲ့ပထမခြေပါကိုမတိုင်ခင်ပေါ့နော် area အတွင်းမှာဒီအာမတ်ကိုဒီ Trafford ကနေပြီးတော့ဆွဲလဲခဲ့တယ်လို့လုပ်ခဲ့တယ်သူအနေနဲ့တေးသေးတာဆွဲလဲခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ရုပ်တံအနေပြခွက်တွေအရဆိုလို့ရှိရင်တော့ဆွဲလဲခဲ့တာသိတာတယ်ဒါဒီဖြစ်ရမျိုးဟာပနတီပေးခြင်းလည်းရတယ်မပေးခြင်းလည်းရတယ်ဆိုတဲ့50-50အနေထားလို့တော့ရေဘူးရကောက်ချက်ချလို့တော့ရတယ်ဒါပေမဲ့သိမကြဘူးဘုံမောက်ဘက်ကဒုတိယခြေပါကိုဖြစ်စေမယ်ဒီမကွာယာက Evan Nelson ကိုဆွဲလဲတဲ့ဖြစ်ရပ်ကတော့ကနဦးတုန်းကဒီအာမတ်ကို Trafford ကဆွဲလဲခဲ့တဲ့ဖြစ်ရပ်နဲ့ဆင်တူတယ်ဒါပေမဲ့အာမတ်ဖြစ်ရမှာတော့ဒီဘုံမောက်ဘက်ကိုပနတီမပေးခဲ့တယ်လို့ဘာမှလည်းမပြခဲ့ဘဲနဲ့ဒီမကွာယာ Evan Nelson ကိုဖျက်ထုတ်တဲ့ကိစ္စကြမှာပနတီပေးပြီးတော့မကွာယာကဒိုင်းအနီကပြသလိုက်တာကနည်းနည်းလေးရုပ်ပေါက်လွန်းနေလို့မခံစားဘူးလားဆိုလိုတာကပေးတဲ့ဘက်ကပွဲမှာဒီဖြစ်ခဲ့တယ်ဒီဘက်မှာနောက်တစ်မျိုးဖြစ်တယ်ဆိုရင်တော့လက်ခံပြီးလို့ရတယ်အခုကပွဲစဉ်တစ်ပွဲတည်းမှာပဲပြောရမယ်ဆိုရင်အချိန်ကာလအားဖြင့်တီးကြကြပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိနစ်20အတွင်းမှာပဲဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပေါ်မှာကွင်းလယ်နိုင်ဒီ Stewart Atwell အနေနဲ့အားမဖြစ်ရကြတော့အနီကမပြဘူးပနတီမပေးဘူးဒါပေမဲ့ Harry Maguire ဖြစ်ရကြတော့အတင်းဆွဲလိုက်တဲ့ကိုတားစီဖို့ကြိုးစားလက်ချက်ဖန်တာဆိုတဲ့အကြောင်းပြချက်နဲ့အနီကပြပြီးပနတီပေးလိုက်တယ်ဆိုတော့ United တင်ရမှတ်2မှတ်ဆုံးရှုံးသွားခဲ့တယ်ကြည့်ရတာ United အသင်းကိုဒီပွဲမှာတေးမကြကြအောင်တနည်းအားဖြင့်အမှတ်မရောအောင်တမင်သလားလုံနေလာအောင်ထင်ရတယ်တကယ်လို့ဒါကျွန်တော်တို့ Premier League ဒီအမှတ်ပေးစရာပြိုင်ပွဲ Premier League ဘောလုံးအဖွဲ့ချုပ်ကိုကျွန်တော်တို့ Academy စုပွဲတစ်ခုနဲ့တင်စားရမယ်ဆိုလို့ရှိရင်တော့ဒီဒိုင်လူကြီးတွေရေးတဲ့ဇာတ်ညွှန်းတွေကြားထဲမှာ Manchester United အသင်းကအကောင်းဆုံးစပ်ဖို့စုရမှာတေးကြတယ်ဒိုင်လူကြီးတွေကတော့စဆောင်စုရမှာဆိုတော့ဘာဖြစ်ပွဲကတော့ပြီးဆုံးသွားပြီ United အနေနဲ့အမပေးစရာအဆင့်3နေရာမှာဆက်လက်ရည်တည်နေစေဆိုပေမဲ့ဒီ Aston Villa အသင်းတို့ Chelsea တို့ Liverpool တို့နိုင်ပွဲရမယ်ဆိုလို့ရှိရင်တော့ Top 4ဝင်ခွင့်ပြိုင်ဆိုင်မှုကပိုပြီးတော့ပြင်းထန်လာမယ်ဆိုတာကတော့သိကြနေတယ်ညီကိုတွေကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်လေးကိုလည်းအောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦး